မင်္ဂလာပါပထမဆက်တို့ဒီနေ့မှာတော့ထပ်တို့ကောင်းမှုတစ်ခုနေ့စဉ်ပြုဆိုတဲ့ခေါင်းစဉ်လေးနဲ့ချီတက်လာကြတာဒီနေ့ဆိုလို့ရှိရင်ဒီအိတ်လောက်ရောက်လာပြီပေါ့နော်ဒီအိတ်လောက်ရောက်လာတဲ့အခါမှာထပ်တို့ဘာတွေဆက်ပြီးကုသိုလ်လုပ်မလဲဆိုတော့ဒီနေ့အတွက်ဂုံတော်ကိုဝပတိတူတူစိတ်ကြရအောင်နော်ဂုံတော်ကိုဝကိုစိတ်တဲ့နေရာမှာလေ108ခါအနည်းဆုံးစိတ်စေချင်ပါတယ်ထက်အနေနဲ့ဆိုလို့ရှိရင်တော့ထက်ကအများကြီးလုပ်နေတာဒါပေမဲ့အားလုံးကိုထက်ကနည်းနည်းတွဲခေါ်လာတယ်ဆိုတာလူဆိုတာလေညားရင်ပြင်းတယ်မလုပ်ချင်ဘူးဥပမာ18ချက်21ရက်လိုမျိုးပေါ့အမရေရွတ်လို့မရဘူးလားမရေးချင်ဘူးဒီလိုမျိုးလေးတွေရှိရကွာအဲ့ဒါကြောင့်မလို့ထက်တို့တွေ18ချက်21ရက်လုပ်တဲ့သူတွေကိုကိုကအကြောင်းတရားတွေမြောက်များစွာနဲ့အတူထောက်ပံ့ကောင်းတွေရရှိစေရန်အတွက်အခုလိုမျိုးကုသိုလ်တွေအတူတူလုပ်ခိုင်းနေတာဖြစ်ပါတယ်နေ့စဉ်ကုသိုလ်တွေဟာထက်တို့အတွက်အထုပ်ကလေးတွေစုပြီးသားဖြစ်သွားတယ်အဲ့တော့ကိုတယောက်တည်းဆိုလို့ရှိရင်မလုပ်မိကွာဒါပေမဲ့အများနဲ့ဆိုလို့ရှိရင်ကုသိုလ်အင်အားကလည်းပိုကြည့်လာတယ်ကုသိုလ်အင်အားကြီးတဲ့အတွက်ထက်တို့တွေတခုခုလိုချင်တဲ့ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့မြန်ဆန်ကိုယ့်ရဲ့ဘဝလေးကိုအလွယ်တကူရရှိလာတယ်ဘာဖြစ်လို့လဲဆိုတော့ကုသိုလ်ကတယောက်တည်းမဟုတ်ဘဲနဲ့ကုသိုလ်လုပ်နေကြတဲ့အတူတူရဲ့အင်အားကြီးကိုယူလိုက်တာမလို့ပါနော်အဲ့တော့ထက်တို့ကဒီနေ့မှာဒီဂုံတော်9ပါးပတိကို108ခေါက်အနည်းဆုံးစိတ်ပါမိမိစိတ်နိုင်တဲ့လောက်စိတ်လို့ရတယ်1100 3000ကြိုက်တဲ့လောက်စိတ်လို့ရတယ်ထက်တို့ဒီပတိတွေစိတ်တဲ့အခါမှာတော့ထက်တို့ကိုကနန်းတွေတုံးကြတာများတယ်28ခေါက်80ခေါက်ဒါစရှိတဲ့ဖြစ်ပေါ့နော်အခေါက်90 108ခေါက်အဲ့လိုမျိုးတွေပေါ့နော်အဲ့တော့ကိုနိုင်တဲ့လောက်စိတ်ပါအဲ့တော့အများကြီးကိုထက်ကမလုတ်ခိုင်းမှုဆိုတာကခုနထပ်ပြောသလိုနော်ပြင်းတာတွေမလုတ်ဖြစ်တာတွေမလုတ်နိုင်လိုက်မှာတွေကြောက်လို့နေ့စဉ်နဲ့အမျှမှာတော့ထပ်မပြောလဲအားလုံးဟာတယောက်တစ်ခုတည်းတော့ကုသိုလ်ကောင်းမှုတွေကလုပ်နေကြမယ်လို့ထက်ကယုံကြည်ပါတယ်အဲ့တော့ဒီနေ့မှာထပ်တို့တွေအတူတူပရိလေးဆက်စိတ်ကြရအောင်နော်ဂုံတော်9ပါးပါအရဟံတမတမုတ်တော်ဝိသသနာတမနောဒုက္ခတော်လောကဝိတုနှုတ်တော်ပုရိသဓမ္မတာရတိတတဒေဝမနုဿာနဲ့ပုတ်တော်ဘဂဝါတကယ်ကိုပဲဘုရားရဲ့ဂုံတော်တွေကိုချီးမွမ်းထားတဲ့ဂုံတော်9ပါးဖြစ်တဲ့အတွက်တကယ်ကိုပဲရှင်တဲ့အသေးတွေကနေပြီးတော့ဂါထာရဲ့တကြောင်ချင်းစီတိုင်းကိုလေးနက်ကလေးရေးစေချင်ပါတယ်ဆိုစေချင်ပါတယ်ရွတ်စေချင်ပါတယ်အဲ့တော့ထပ်တို့ဒီနေ့ရဲ့ကုသိုလ်လေးကတော့ဂုံတော်9ပါးကိုထပ်တို့ထုံမှန်းမှာဖြစ်ပါတယ်ပူဇော်မှာဖြစ်ပါတယ်အဲ့တော့ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာဒီနေ့12နာရီမကြော်ခင်မှာလုပ်လို့ရပါတယ်အားလုံးပဲဒီကုသိုလ်ကောင်းမှုတွေဟာတကယ်ကိုပဲအစုအပေါင်းလိုက်เนาะတကယ်ကိုပဲအတင်းအဖွဲ့နဲ့အများကြီးရကြပြီးတော့မှလူတိုင်းအရောက်စီတိုင်းမှာအခက်အခဲတွေမှန်သမျှပြေပြောက်ကြပါစေငွေကြေးလက်လာပါတယ်ရှင်လန်းပေါ်များပါစေငွေကြေးအခက်အခဲတွေပြေပြောက်ပြီးလောက်ကံကြစိတ်သမျှတွေအားလုံးနဲ့အဆအဆင်ပြေပါစေเนาะပြီးတဲ့ခါကြလို့ရှိရင်ထပ်တို့တွေကိုယ့်ရဲ့ပြောစကားဆိုစကားလေးတွေလည်းအောင်မြင်ပါစေเนาะအခက်အခဲဖြစ်နေတဲ့သူတွေအားလုံးအခက်အခဲတိုင်းကိုလွယ်ကူစွာကြော်လွှမ်းနိုင်ပါစေလို့တက်ကဒီနေ့ကနေဆုတောင်းပေးပါရယ်18ချက်21ရက်ရေးဖို့ကိုလည်းလုံးဝမမေ့ဘူးလို့ထိုက်တွန်းနေပါတယ်ပြီးတဲ့လူတွေကလည်းစက်ရေးပါเนาะထပ်တို့ဆိုလို့ရှိရင်အချိန်ကြီးပေါင်းများစွာကိုကြော်ဖြတ်လာခဲ့ပြီး4-5နှစ်ကာလမှာအများကြီးရေးခဲ့ပြီးသွားပြီ4-5နှစ်အတွင်းမှာလည်းကိုယ့်ရဲ့အပြောင်းလဲဟာအများကြီးဖြစ်ခဲ့ပြီးသွားပြီတာမန်ဝန်ထမ်းဘဝလေးကနေပြီးတော့မှ3000ချီဒါတဆင့်ပြီးတဆင့်ပေါ့เนาะစ조사အားထုတ်ရင်းနဲ့ရရှိလာ